ငါတို့လူတွေရဲ့နစ်နာမှုကိုဘယ်မဲလို့တွေရော်ကြီးပေးမှာတော့ငါတို့ကလေးတွေတော်ထဲမှာတိမ်ဝါတဲ့ကလေးတွေဘဝတွေကိုဘယ်သရောင်းစားတွေကရော်ကြီးပေးမှာတော့ပြောငါတို့တွေဒီတော်လန်ရင်းမအောင်ရင်ဆုံးရှုံးမှုတွေများတဲ့အတွက်တော်လန်မမယ်လို့ခေါင်းဆောင်တဲ့မေလို့တွေဖေလို့မတွေကိုပဲဆဲရမှာငါတို့လူထုပါဝင်ရတာနဲ့ငါတို့ငွေတွေပေးရတာနဲ့လက်နဲ့ခဲရန်မဝယ်ပေးပဲနဲ့ကိုချိုးကိုအသုံးချပြီးတော့နော်စောက်ပင်900ပျော်ပျော်ပပဟိုတယ်တွေမှာသွင်းနိုင်ငံခြားကိုတဆွေလုံးတစ်မျိုးလုံးထွက်ကြတဲ့မေလို့တွေဖေလို့မတွေကိုပဲဆဲမှာရှင်းတယ်နော်ဒီထက်ရှင်းတာမရှိဘူးသဘောပလာပြီးတော့ငါ့ကိုလာပြီးတော့ဘယ်တမိုင်းရကောင်းလဲညာတမိုင်းရကောင်းလဲလို့မမေးနဲ့နော်ဗမာပြည်ကွန်မြူနစ်ပါတီကငါတို့အဖေတခင်သိမ်းမောင်ဆိုတာငါတို့အဖေသိလားကိုအမေကိုလို့ကြက်တီတောင်းရင်ထွက်သွားဖာသမနဲ့ဝရမ်းပြေးတဲ့သားသမီးတွေကတော့မသိဘူးဒဇင်းရောခေါင်းအုံမီရတာတဲ့ကလေးတွေကတော့နိုင်ညံရင်မမီဘူးဘာလို့လဲဆိုတော့ဖာသမကကလေးကိုဝန်စီပြပြုစုပြိုးထောင်မှာမဟုတ်ဘူးမိရလူနဲ့ထပ်ပြီးအလောက်ခံတဲ့အတွက်ညံရည်ရမပြည့်တဲ့အတွက်ငါပြောတဲ့စကားတွေကိုနားလဲမှာမဟုတ်ဘူးနားမလဲပဲနဲ့လာမဟောင်နဲ့နော်ဟာရီတော်လန်ရေးကိုအောင်နေပြီလို့ပြောတာဘယ်မအေလို့တွေလဲမင်းအောင်လိုက်ကြဆုံးနေပြီလို့ပြောတာဘယ်မအေလို့တွေလဲပြောပြောလေအခုမင်းအောင်လိုက်ကတပရလည်းဖြစ်သွားပြီရွေးကောက်ပွဲတော်မှာအပိုင်းပိုင်းနဲ့လှုပ်လိုက်တာနင်တို့ဘယ်နေရာကိုဖျက်ဆီးလို့နိုင်လဲဘယ်နေရာမှလည်းနင်တို့မဖျက်ပေးနိုင်ဘူးရန်သူကလှုပ်เสียရှိတာလှုပ်သွားလိုက်ပြီးတော့ပြည်သူလူထုတို့ဒီနေ့ဒီချိန်ထိဘုံကျဲတတ်နေတာကိုမေလိုနဲ့ဖေလိုမကြီးတွေကမကကွယ်ပေးနိုင်လို့တက်ပြောတာခွေးလိုမသားတွေကငါ့အောင်လည်းမပြောနဲ့နော်နင်တို့ဆွေမျိုးတွေမပါလို့နင်တို့ကိုချင်းစာတရားမရှိတာလားအဲ့ဒါဆိုမပူနဲ့နင်တို့ဆွေမျိုးတွေအလဲကိုရောက်လာအောင်လုပ်ပေးမယ်ရှင်းတယ်နော်မှတ်ထားအချိန်ကိုအဲ့ဒီကိုဆိုတဲ့အကောင့်နင်တို့ဆွေမျိုးတွေအလဲကိုရောက်လာအောင်လုပ်ပေးမယ်မပူနဲ့နော်အခုပြည်သူတွေခံရတာမြို့တွေမှာဘူရိုဇာနဲ့ထိုးခေါ်တဝယ်ရင်နဲ့စိတ်ကန်းကိုလည်းရောင်းလိုက်ပြီးရုရှားကိုနော်အေယာဝတီမြစ်ဆုံကိုလည်းတရုတ်ကိုရောင်းလိုက်ပြီးကဲနင်ဘာနဲ့ရော်ကြီးပေးမှာတော့ပြည်သူနေကနင်တို့တဘိုးကလေးတာယာနေတဲ့ဟာစီဦးထောပတ်လေးစောက်ပင်900သွင်းနေရတိုင်းနင်ဆွေစီမျိုးဆက်တွေကိုအမျိုးပေးတုံးမလို့လားပြောအခုနိုင်ငံခြားမှာသွားနေနေတဲ့အကောင်ကြီးတွေနော်တေချင်းစိုးကြီးတွေကလေသူတို့တဘွားလေသူတို့မိသားစုလေးပဲတတရနိုင်ငံခြားနေတာဗမာပြည်မှာရှိတဲ့သူ့ဆွေစီမျိုးဆက်ကအမျိုးတုံးမှာနော်တရုတ်ဖင်ကုန်းရမှာသူတို့ကတော့နိုင်ငံတကာဖင်လိုက်ကုန်းတဲ့ကောင်မတွေပန်ဆယ်လိုတို့တွေနော်မြန်မာပြည်မှာလူတကာနဲ့ဖင်ကုန်းလို့ရတော့နိုင်ငံတကာကိုဖင်ကုန်းမှာနိုင်ငံတကာအကောင့်တွေနဲ့ဖင်ကုန်းမှာနော်အဲ့မှာဇင်မာအောင်တို့ကလည်းနိုင်ငံတကာလဲပြီးတော့ဖင်လိုက်ခန့်တာပြည်သူပတ်စံနဲ့နော်ပြောနင်တို့ရေမွန်တို့သမီးရနိုင်ငံခြားမှာဘွဲယူပြီးငါတို့ကလေးတွေကနေစရာအကြောင်းမရှိသေးဘူးနော်ကြောင်းလည်းမတက်နိုင်တော့ဘူးစီးတာတွေလည်းကုန်သွားပြီနော်အဲ့ဒါလိုပဲငါတို့လိုပဲပြည်သူတွေရဲ့မိသားစုရဲ့ဘဝတွေကိုဘာတွေနဲ့နင်တို့ရော်ကြေးပေးမှာတော့ပြောအမေတင်းနဲ့မန်နဲ့သူတို့တွေကအမတန်မှယုံမာတာအခုကြည့်မင်းအောင်လာတခုပြီးတခုအပိုင်းပိုင်းနဲ့လောက်သွားတယ်အခုကသူတို့ကစစ်ပရင်နေဖြစ်သွားတာနော်သွေးဆက်တွေနဲ့ချပြီးကစားတဲ့စစ်ပရင်နေနှစ်ဖက်က
နော်အဲ့လိုဆိုတော့တစ်ဖက်ကိုဖြိုပေါ့ဟုတ်လားတို့ဘက်ကိုအင်အားချိနေအောင်အန်ယူဂျီကပဲလှုပ်လိုက်တာလေဘုံတကားအဖွဲ့ကိုပြက်စီးအောင်အန်ယူဂျီကပဲလှုပ်လိုက်တဲ့အတွက်အဲ့ဒီစစ်တပ်ကကိုလည်းသတင်းပေးလိုက်တော့အညာလူတွေအုပ်ချုပ်မှုတစ်ခုတည်းမှပဲနေတော့နှုံမဆိုကရင်ပြည်နယ်တို့ပဲတစ်ချိန်ချင်းတကွမ်းကွမ်းနဲ့တသက်လုံးရှာစားလို့လည်းမရအဲ့တို့မျိုးပဲဒုက္ခဒုက္ခနဲ့နေတို့နေရမှာအဲ့ဒီတစ်ချိန်ချင်းတကွမ်းကွမ်းဘဝတွေကိုငါတို့ကနေခဲ့လို့ကိုချင်းစာလို့အညာသူအညာတဲ့ငါတို့ကနေဆက်ဖြစ်တဲ့အတွက်တစ်ချိန်ချင်းတကွမ်းကွမ်းဖြစ်လဲရှာစားလို့ရသေးတယ်တော်လမ်းမှာတောခိတ်ကြီးလေးပေးပြီးတော့ထိုင်းမဲ့တက်ဝါလှုပ်လို့ရသေးတယ်အပိုးပိုးလို့ရသေးတယ်အညာမာကအခေါင်းပိတ်ကြီးနော်နောက်ပြီးတော့တရုတ်ပြည်ကလည်းသူတို့ကဗမာနိုင်ငံသားတွေပေးမဝင်ဘူးသူတို့နိုင်ငံသားနဲ့သူတို့တော့မှမလောက်ဘူးအလောက်ကနော်အဲ့လိုဆိုတော့အညာကပူပြီးဒုက္ခပေးလဲဝေမာကိုမြင်နေရတယ်ဒီလိုစစ်ပွဲတွေဖြစ်ရင်ဒါဆိုရင်တစ်ဖက်ကိုငြိမ့်သားရမှာအဲ့တစ်ဖက်ကိုငြိမ့်သားရမယ်ဆိုရင်စစ်ဘရင်တစ်ဖက်ကဘယ်ဘက်ကအလေးတောင်သွားပြီလဲအလေးတောင်အန်ယူဂျီကလှုပ်ပေးလိုက်တဲ့အတွက်အန်ယူဂျီတွေကပတုံလုံးကိုပဲစစ်တပ်ကိုသတင်းပေးပြီးရှင်းထုတ်လိုက်တော့ဒါပဲရှိတယ်ငါ့ကိုဘောမလို့မပြောနဲ့ကြိုက်တဲ့ဟက်ကနဲ့စစ်ငါပြောတာလားငါမင်းအောင်လိုက်စီသွားရင်ပြောင်လက်ခမောင်ခတ်ပြီးသွားမှာငါသွားပြီးဟေးမင်းအောင်လိုက်စီမှာငါပြောမှာအဆောက်ကူမဆိုင်ဘူးနော်အဲ့လိုဆိုတော့အန်ယူဂျီကပြည်သူကိုကာကွယ်နိုင်လားမကာကွယ်နိုင်ဘူးပတ်တော်လုံးကပြည်သူကိုကာကွယ်နိုင်လားအညာပြည်သူလူထုကိုကာကွယ်နိုင်လားမကာကွယ်နိုင်ဘူးမကာကွယ်နိုင်ဘူးဆိုရင်ဒီလိုပဲနှစ်ဖက်ဆုံးရှုံးမှုတွေတဲ့ငါတို့ပြည်သူလူထုတွေပဲသိမှာငါတို့လူထုတွေပဲဒုက္ခရောက်မှာအညာမှာကုန်းတွင်းပိတ်ကြီးအဲ့ဒီကုန်းတွင်းပိတ်ကြီးဖြစ်နေတဲ့ဟာကိုငါတို့တွေကဘာလုပ်ရမှာတစ်ဖက်ကိုရှင်းထုတ်ရမှာတစ်သက်လုံးစစ်အာဏာရှင်စစ်တိုက်ပွဲတွေကြားမှာရှာစားမယ်လို့မစင်စားနဲ့နော်နင်တို့မကြည်နိုင်ရင်လေရိုးရိုးသားသားတထန်းလဲသတင်းပေးတယ်ဆိုတတ်ပြစ်အောင်မှာနော်သတင်းပေးတယ်ဆိုပြီးတော့တတ်ပြစ်အောင်မှာအဲ့လိုဆိုတော့အဲ့ဒါလိုမငြိမ်းချမ်းတဲ့ဘဝကိုဖြစ်အောင်လို့အန်ယူဂျီကလှုပ်ရှားဖို့အတွက်ဖန်တီးတာဘွမ်မောင်ကလည်းကချင်ပြည်နယ်အတွက်ဗမာနယ်ကိုကာဗာလုပ်တာအဲ့လိုဆိုတော့ကာဗာလည်းအလုံးမခံနဲ့တော့ဟုတ်တယ်ဟုတ်လားအလုံးမခံနဲ့တော့နိုင်နေဘယ်ဘက်ကနိုင်နေပြီလဲနိုင်တဲ့ဘက်ကိုတင်တပေးလိုက်တော့တစ်ဖက်တစ်ဖက်နေနင်တို့စစ်ပွဲနင်တို့ကြံတဲ့နေနင်တို့ဖြည့်လိုက်အညာမြေယာဒီတစ်ချက်ပဲယုံထွက်လို့ရမှာရှင်းရှင်းလေးပဲနော်ကိုယ်အိမ်မှာအေးချမ်းချမ်းဘယ်အဖွဲ့ကကိုယ်ကိုထားနိုင်လဲထားနိုင်တဲ့အဖွဲ့ကိုအလေးတာလိုက်တော့ကြိုက်တာမကြိုက်တာတွေခေါင်းနဲ့ထည့်လို့မရတော့ဘူးအညာရဲ့ဘဝအခုချိန်မှာအိုးအိမ်နေလဲပြက်စီးသွားပြီနော်ဆိုင်ရည်စပါးလဲစိုက်ပျိုးခွင့်မရှိတော့ဘူးကိုအိမ်နဲ့နေနိုင်ဖို့ဆိုင်ရည်စပါးတွေနင်တို့ဘောပဲမမပါပဲမစောက်ခုမဆိုင်ဘူးငါတို့ပြည်သူလူထုဘဝအတွက်ကိုပြောပေးတာနင်တို့ပထွေမင်းအောင်လိုက်ကိုကြိုက်လုံးလို့ပြောပေးနေတာမဟုတ်ငါတို့လူထုတွေအညာလူထုတွေဒုက္ခပင်လဲဝေမှာဆိုလို့အခုကနိုင်ငံခြားဟာတွေကပဲဟိုတော်လန်မယ်ဒီတော်လန်မယ်သူတို့တွေလုံနေကြတာလက်တွေ့မြေပြင်မှာခံစားနေရတာနဲ့တခြားစီပဲဘယ်သူမှလည်းပန်းဖို့နိုင်တော့ဘူးငါတို့လည်းမပန်းဖို့နိုင်ဘူးဘယ်သူပဲလူလက်ခံငါတို့လည်းမပေးနိုင်တော့ဘူးငါတို့ကမပိန်ဘူးနင်တို့ကရုပ်တာနော်ပိန်လို့ဒီစကားတက်ပြောနေတာမဟုတ်နင်တို့ကမှပိန်လဲပိန်ရုပ်လဲရုပ်ဖာတယ်မသားသမီးတွေအေးအဲ့ဒီကိုကျိုးနဲ့နေလို့မရဘူးနစ်ပထွေးတရုတ်ကအမနစ်အဖေလို့လွတ်လိုက်မယ်မကိုကျိုးမအမစစ်စခန်းကြီးစောက်ထားတာတရုတ်ကစခန်းကြီးစောက်ထားတာသိလားမေလို့ဘ누구ပိန်လဲအဲ့ဒါပြောခုချိန်ကြီးကိုကျိုးတတက်တကြုံလို့ထင်နေတော့မဲလားဟာမေလို့
ကိုကျွန်းတနေတဲ့အမတယောက်ဖင်လို့လွတ်လိုက်မယ်အမတောင်စားဟောအခုအညာကဘလို့မှယုံထွက်လို့မရတော့ဘူးနော်ဘုံနဂါအဖွဲပြုတ်သွားတာဘုံနဂါကလည်းပြန်ထူထောင်ဖို့ဆိုတာမလွယ်တော့ဘူးဗဇက်နဲ့ပဲပြောလို့ရမယ်ဒီအဖွဲစီတစ်ခုထပ်ဖြစ်လာဖို့ဆိုတာမလွယ်တော့ဘူးအဲ့လိုဆိုတော့အခုပတ်သုံးလုံးကိုပဲရှင်းထုတ်တော့အညာသူညာသားတွေနင်တို့ပတ်သုံးလုံးကိုမရှင်းထုတ်ရင်နင်တို့အဲ့လိုတကြိမ်ချင်းတကွမ်းကွမ်းအောက်မှာငငတ်ပြက်ပြက်နဲ့သေရမယ်ငငတ်ပြက်ပြက်နဲ့နေရမယ်အခုကိုအိမ်ကိုရာကိုလက်ကိုချန်နဲ့ဘသူကိုကိုထားပေးနိုင်မလဲနော်အန်ယူကြီးကထားပေးနိုင်မလားအန်ယူကြီးကပတ်သုံးလုံးကကာကွယ်ပေးနိုင်မလားမပေးနိုင်ဘူးဟုတ်လားမပေးနိုင်ရင်မရောက်လိုက်ဘူးပဲသတင်းတပေးလိုက်တော့ရှင်းရှင်းလေးပဲကြံလက်ဆဲရကျင်းလင်ငယ်နဂါးလီကိုလည်းပြဇက်ရကအဲ့ဒါလိုမျိုးတွေကြောင့်ဒီတော်လန်ရေးကလေအမတန်မှရုပ်မာတဲ့လူဒန်းစားတွေနော်ပတ်သုံးလုံးတွေကအန်ယူကြီးလူတွေကအမတန်မှရုပ်မာတာအဲ့ဒါကြောင့်မို့စစ်တပ်ကိုပဲသတင်းတပေးလိုက်တော့ပတ်သုံးလုံးတွေကိုအဲ့ဒီနေရာမှာစီးတယ်ဘုံလက်ကျဲတက်ဘယ်ပြေးလဲဘုံလက်ကျဲတက်အဲ့ဒီမှာဇော်ထက်တို့အိမ်တို့ဘုံကျဲတက်ခိုင်းတက်မှာမဟုတ်ဘူးငကိုတွေကဇော်တက်ရမရောက်လိုက်ခွေးပဲလားမသိဘူးအဲ့လိုဆိုတော့ပတ်သုံးလုံးတွေတနက်ကင်ပြီးတော့ပြည်သူကိုရန်ကားနေတာကိုစစ်တပ်ကိုဒါသတင်းပေးလိုက်တော့နှမို့ဆိုရင်အညာသူညာသားတွေသိဖို့ပဲရှိတယ်လဲလဲလုံးလို့မရစံရည်စပါးလဲရှာငါစတယ်2023နဲ့ဖြစ်တယ်2024 2025 2020အကုန်လုံးအငတ်ဘေးတွေစိုက်ကုန်ပြီခုအငတ်ဘေးတွေစိုက်ကုန်ပြီစဉ်းစားကြည့်ဘယ်လိုလုပ်မလဲပြည်သူလူထုတွေအငတ်ဘေးတွေစိုက်ကုန်ပြီအန်ယူကြီးကူညီနိုင်လားမကူညီနိုင်ဘူးတော်လိုက်ရေးလက်နိုင်အောင်မတိုက်ဘူးပြည်သူစီကပဲဆက်လိုက်တောင်းတယ်အဲ့လို့ဆိုတော့နှစ်ဖက်တောင်းတာခံနေရမယ့်အတူတူကတစ်ဖက်ကိုရှင်းထုတ်လိုက်နော်အညာမာကကချင်ကအညာကိုချနေပြီးတော့ကာဘာယူမဲ့ကိစ္စတွေကိုရှင်းထုတ်ပလိုက်အဲ့ဒါစဉ်းစားဘာလို့လဲဆိုတော့ဘိုးချုပ်ခွမ်းမော်တို့ကသစ္စာမမရှိတာတိုင်းပြည်ပေါ့ကိုလူမျိုးတွေပေါ့လဲသစ္စာမရှိဘူးလေကချင်လူမျိုးမှာသစ္စာမရှိလို့ तू လက်နဲ့ခင်းရမ်းနေပိုင်ဆိုင်နေရဲ့သားနဲ့တနိုင်ငံလုံးအတွက်လည်း तू တိုက်မပေးဘူးလေသူနဲ့မြေအတွက်ပဲ तू လုပ်တယ်သူတို့နဲ့မြေအတွက်နဲ့သူတို့တနတ်တွေသူတို့ဟာနဲ့သူတို့ပိုင်ဆိုင်မှုတွေသူတို့ဟာနဲ့သူတို့နေတယ်နှစ်ပေါင်များစွာငါတို့မသိဘူးခုမှငါတို့သိတာကချင်စစ်သားတွေကိုသူတို့ကောင်းကောင်းမွန်ထောက်ပံ့နိုင်တယ်ကချင်ပြည်နယ်ကိုလည်းလွတ်မြောက်အောင်လည်းသူတို့မလုပ်ပေးဘူးတွန်းထပ်ပစ္စည်းတင်ရဇာတာကိုပဲသူတို့မက်တယ်တင်ရဇာတာကိုပဲသူတို့မက်တယ်ဒီတင်ရဇာတာရဲ့မက်တာလဲတရုတ်ကိုပဲသူတို့ရောင်းနေတယ်တရုတ်ကိုရောင်းနေတာကဘာကိုစံချိန်တင်ပြီးရောင်းအောင်လို့တနိုင်ငံလုံးလွတ်မြောက်အောင်လဲသူတို့မလုပ်ဘူးသူတို့အသိဉာဏ်မှာတနိုင်ငံလုံးလွတ်မြောက်သွားရင်ဒီတင်ရဇာတာတွေကကဘာစံချိန်ပြီးရောင်းရမှာ100 ရာခိုင်နှုန်းအပြည့်ရမှာစံချိန်ပြီးအခု50 ရာခိုင်နှုန်းလေးနဲ့တာရတယ်30 ရာခိုင်နှုန်းလေးနဲ့တာရတဲ့တိုင်းရင်းသားခေါင်းဆောင်တွေလေကိုယ့်နယ်မြေနဲ့ပဲကိုယူထားမယ်သွားနင်တို့ဗမာတွေမင်းတို့နယ်မြေတွေမင်းတို့သွားမလာနဲ့ငါတို့စီကကာပါလောက်ထားမင်းတို့နယ်မြေမှာစစ်ဖြစ်ရင်ငါတို့ကချင်ပြည်နယ်ကိုစစ်မလာတော့ဘူးဒီလိုမျိုးရုံမာတဲ့အကြံနေနဲ့ဘယ်လိုလုပ်အောင်မြင်မလဲမအောင်မြင်ရုံထွက်တော့ဗောဟုတ်လားဗမာတွေကအသေးခံပြီးကာပါလောက်ပေးမလို့လားဒါကလူမျိုးရေးခွဲခြားနေတာမဟုတ်ဘူးနော်တိုင်းရင်းသားခေါင်းဆောင်ဖြစ်ပြီးမြန်မာနိုင်ငံကိုမချစ်တဲ့အတွက်ဒါထောက်ပြနေတာတကယ်ဆိုဗမာတွေလည်းတိုင်းရင်းသားတွေပဲကရင်တွေလည်းတိုင်းရင်းသားကချင်လည်းတိုင်းရင်းသားမွန်လည်းတိုင်းရင်းသားဒီ
ဒီမြန်မာနိုင်ငံထဲမှာပြည်ထောင်စုတပြည်ထောင်စုတွေမှာနေတဲ့တိုင်းရင်းသားတွေအားလုံးပဲလေနော်တိုင်းရင်းသားတွေအားလုံးပဲလေအဲ့လိုဆိုတော့ဒီတိုင်းရင်းသားတွေအားလုံးကဒီနိုင်ငံလွတ်မြောက်ဖို့အတွက်ကိုမလုပ်ဘူးငါပြည်နယ်အတွက်ပဲငါစဉ်းစားရတယ်။သွားနင်တို့ဗမာတွေတေကြငါတို့နယ်မြေစစ်မဖြစ်ရပြီဗမာပြည်နယ်မှာစစ်ဖြစ်နေရင်ငါတို့ကချင်ပြည်နယ်စစ်မလာဘူးဆိုတော့ပုံစံမျိုးလောက်တာဆိုတော့အဆင်မပြေဘူးအဆင်မပြေဘူးတကယ်ဆိုလို့ရှိရင်တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကဒီမြန်မာနိုင်ငံကြီးအတွက်ကိုလွတ်မြောက်အောင်လုပ်ရမှာနေပြည်တော်ကိုပဲပြစ်ပြီးဆော်ပြရမှာဆော်ပြီးဒီအာနာရှင်ကြီးကိုအပြတ်ဖြတ်လို့နိုင်ရတာနဲ့ကိုခေတ်ဆက်သူတို့မလုပ်လာတာဒီဒေးဒီချိန်မှာငါမြင်ရတာတစ်ဖက်နဲ့လှည့်ပြီးလှုပ်ရှားလိုက်ဟိုဘက်နဲ့လှည့်ပြီးလှုပ်ရှားလိုက်ဒီစစ်အုပ်စုကလည်းဗမာစစ်တပ်ဆိုပြီးနာမည်ခံရတာဗမာတွေမဟုတ်ဘူးမရောက်လိုက်လဲဗမာမဟုတ်ဘူးမရောက်လိုက်ဒဝဲသားနော်ကျူလာရခိုင်မအဲ့လိုဆိုတော့ဒီဗမာတွေကိုပဲနှိမ်နာတာပြောမဲ့ဆိုရင်ဗမာတွေကဒဇာကန်ခေတ်ဆက်မှာဗမာတွေကဒဇာကန်ပြောလိုက်ရင်ဗမာတွေကအာနာရှင်စနစ်လောက်နာဒီတိုင်းရင်းသားဓာတွေကဒီထဲကိုဝင်ပြီးတော့နေရာကောင်းတွေရသွားပြီးတော့တန်းရွှေတို့ဆိုလို့ရှိရင်လဲကြည့်သူများပြောတရုတ်ဆက်တာတန်းရွှေမိန်းမဆိုရင်လည်းဗမာမမဟုတ်ဘူးတထုံကစဉ်းစားကြည့်အဲ့လိုဆိုတော့ဒီဗမာတွေကဒဇာကန်တည်ပေးနေရမယ်အတူတူอ่ะအခုဆိုအလုံးလုံးစားလို့လည်းမရဘူးစဉ်းစားကြည့်စစ်တပ်ကမီးလက်ချိုးလိုက်ပါသုံးလုံးကနှိပ်ဆက်လိုက်နော်အဲ့လိုဆိုတော့ထွက်လေဘ누구ထုတ်ရမလဲစဉ်းစားလေဘ누구ကလုံနိုင်လဲဘ누구လုံပိုင်ခွင့်ရှိလဲလုံပိုင်ခွင့်ရှိတဲ့ဘက်ကနေလိုက်တော့ဘာလို့ငါတို့ကစနစ်ကိုမကြိုက်လို့အမြစ်ကိုဖြတ်ဖို့ကြိုးစားတဲ့ပြည်သူတွေဘဝတွေအသက်တွေပေးတဲ့လူငယ်တွေပညာတတ်တွေအဲ့ဒီနဲ့ပတ်သက်လိုက်တဲ့လူတွေမှန်တယ်ဗျအကုန်သေးတာနော်ဆရာဝန်တွေဆိုသေးတာအဲ့ဒီဘက်မှာထောက်ပို့တာကရင်ဒီဆိုအများဆုံးသေးတာအဲ့ဒီထောက်ပို့ပြီးတဲ့နောက်ပိုင်းမှာအများဆုံးသေးတာဒီလိုမျိုးပဲထောက်ပို့တွေကဝင်ပြီးတော့ကြားဖြတ်လုပ်ပြီးလှုပ်ရှားတယ်သတင်းတွေပေးပြီးသတင်းတွေရောင်းစားတယ်အခုဆိုဆရာကျော်နိုင်ကိုဗျောင်ကြီးသူလောက်သွားတာနော်ချစ်စံလိုင်းမော်တင်ပြီးတော့ဗျောင်ကြီးရရဟိုကသိတော့မသိဘူးဟိုကဘာပြောလဲဘယ်သူမှမလှူဘူးတဲ့သူတို့လက်ထက်လက်စို့ကိုလှူစေရလားတက်လိမ့်တာဆောက်ရှက်မရှိဘူးအဲ့လိုလူလိမ့်နေအန်ယူကြီးလည်းအဲ့လိုလူမျိုးတွေပန်ဆယ်လိုတို့အဲ့လိုလူမျိုးတွေကိုရီးယားဆွေမိုးတို့အဲ့လိုလူမျိုးတွေအခုချမ်းမြတ်တော်ကတော့ငါသိသွားပြီပေါ့နော်အစမသိဘူးနာမည်မသိဘူးဒီကလေးမလေးတော့သိတယ်လိုင်းမော်တဲ့နောက်ဆုံးချမ်းမြတ်တော်ကိုသူတို့ကဝိုင်းပြီးတော့ तू ကချမ်းမြတ်တော်တကယ်အမှန်ကန်နော်ငါတို့လိုလူမျိုးဒါပေမဲ့သူ့ကိုဝိုင်းပြီးတော့လှုပ်စားကြတဲ့ခါကျတော့ तू ထွက်ပေါက်ပိတ်တဲ့ခါကျတော့ထွက်ပေါက်ရှာသွားပြီလေမှန်တယ်လေသူ့ဘဝရက်တီမှုအတွက် तू ရွေးချယ်ရတော့မှာလေရွေးချယ်ရတော့မှာကြိုက်မကြိုက်မင်းတို့ဘက်ကရက်တီပြီးမင်းတို့ကစောက်သုံးမကြတဲ့ဟာကိုငါတို့ကတစ်သက်လုံးအနစ်နာခံပြီးတော့တော်နဲ့ရေးကိုလုတ်ပေးနေရမှာလားအချိန်နဲ့အကန့်အသတ်တစ်ခုနဲ့ငွေတွေရင်းနာရတာဒီငွေတွေကိုလည်းပြစ်စလက်ခတ်ဖြစ်သွားသေးတယ်ဘဝတွေလည်းနာသွားပြီအသက်တွေလည်းဆုံးရှုံးသွားပြီအဲ့လိုဆိုတော့ငါတို့ကဘာလဲခံထုံးနေနင်တို့ထပ်ပြီးဆရာတင်